နောက်တစ်ခုကဝါရောဓာတ်ဆိုတဲ့လေဓာတ်ရှိပါတယ်လေဓာတ်ဆိုတာဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်ကြီးလှုပ်ရှားနေဖို့ဥမာလက်ကွေးတယ်ဆန့်တယ်လမ်းလျှောက်တယ်ဆိုတဲ့အရာတွေအားလုံးကဝါရောဓာတ်သဘောဖြစ်ပါတယ်ဆေးပညာမှာ RBC လို့ခေါ်တဲ့ red blood cell လေးတွေကတစ်ဆင့်အုံနောက်ကိုအောက်ဆီဂျင်ပေးရပါတယ် capillary tube ဆိုတဲ့ဆံချင်မြင်သွေးကြောလေးတွေထဲမှာဖြစ်စေဒီသွေးကြောတနေရာမှာပေါ့နော်ကျွန်တော်တို့သွေးကြောပေါက်သွားတာဖြစ်စေသွေးကြော block ဖြစ်ပြီးတော့ပိတ်သွားတာဖြစ်စေအုံနောက်ကိုအောက်ဆီဂျင်မရောက်တဲ့အချိန်မှာအုံနောက်ကစပြီးတော့သူ့ရဲ့လှုပ်ဆောင်ချက်တွေချွတ်ယွင်းပါတယ်ပထမဆုံးအောက်ဆီဂျင်စပြီးမရောက်တဲ့အချိန်ကစလို့မှတ်ဉာဏ်တွေစပြီးတော့ပျက်စီးပါတယ်အဲနောက်ပိုင်းခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကိုထိန်းချုပ်တဲ့အပိုင်းတွေတဖြည်းဖြည်းပျက်စီးလာပြီးတော့ကျွန်တော်ခန္ဓာကိုယ်လှုပ်ရှားလို့မရတာကိုမြမဆေးပညာမှာဆိုလို့ရှိရင်တော့လေဖြတ်တယ်လို့ခေါ်ပါတယ်အဲ့တော့လေဖြတ်တယ်ဆိုတာဝါယောဓာတ်ပျက်စီးသွားတဲ့သဘောကိုဆိုလိုခြင်းဖြစ်ပါတယ်အစားတောက်တွေမှာလည်းအပူစာအေးစာဆိုတဲ့ဒေဇောဓာတ်သဘောတရားတွေနဲ့ပြောလို့ရှိပါတယ်ပူလို့ရှိရင်အေးစာနဲ့ကုရပါတယ်အေးလို့ရှိရင်အပူစာလေးတွေစားပေးရပါတယ်အဲ့တော့မြမဆေးပညာဟာမဟာဗုဒ္ဓဆိုတဲ့မဟာဗုဒ္ဓကြီး၄ပါးပေါ်မှာအခြေခံပြီးတော့တိဆောက်ထားတယ်ဆိုတဲ့အကြောင်းကိုရှင်းပြခြင်းဖြစ်ပါတယ်နောက်တစ်ခုက space လို့ခေါ်တဲ့အာကာသဓာတ်အကြောင်းကိုရှင်းပြခြင်းပါတယ်ကျွန်တော်တို့အသေးငယ်ဆုံးသော atom မှာအလဲကောင်မှာ nucleus ရှိပြီးတော့ဘေးမှာ electron ပတ်နေတယ်လို့ကျွန်တော်ပြောပြခဲ့ပူပါတယ် shell လို့ခေါ်တဲ့ပတ်လမ်းကြောင်းတွေမှာကျွန်တော် electron တွေဟာတစ်လုံးထက်မကရှိပါတယ်ဥပမာကမ္ဘာကိုလတစ်လုံးနဲ့ပတ်နေပေမဲ့ Jupiter လို့ခေါ်တဲ့ကြာသပတေးဂြိုလ်မှာဂျူရန်လ16လုံးရှိပါတယ်အဲ့ဒီဘောပဲကျန်တဲ့ atom တွေမှာလည်း electron တွေဟာတစ်လုံးမကရှိပါတယ် atom တွေတစ်ခုနဲ့တစ်ခုပေါင်းစပ်ပြီးတော့ molecule ဖြစ်လာပါတယ်အဲ့တော့ဒီ atom တွေဟာကျွန်တော်တို့ဒီစကြဝဠာကြီးတစ်ခုလုံးကိုတည်ဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဘယ်အရာဝတ္ထုမှာမဆို atom တွေရှိပါတယ် atom ရှိပြီဆိုလို့ရှိရင် electron ဆိုတဲ့ဓာတ်တွေရှိပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီလျှက်စစ်မှာ atom တစ်လုံးရဲ့ပတ်လမ်းကြောင်းပေါ်မှာရှိတဲ့ electron ကိုသူနဲ့အနည်းဆုံး atom တစ်လုံးရဲ့ပတ်လမ်းကြောင်းပေါ်က electron နေရာမှာအစားဝင်ရောက်နိုင်အောင်တွန်းတဲ့တွန်းအားကို volt လို့ခေါ်ပြီးတော့ electron တွေဖြတ်စည်းသွားတဲ့ပမာဏကို current လို့ခေါ်ပါတယ်အဲ့အတွက်ကြောင့်ဒီ electron တွေဖြတ်စည်းသွားပြီးတော့ရလာတဲ့ energy ကိုကျွန်တော် electronic electricity စသဖြင့် electron ကိုအစွဲပြုပြီးတော့ခေါ်ပါတယ်ထပ်ပြီးရှင်းပြရလို့ရှိရင်ကျွန်တော်တို့ဒီ atom တစ်လုံးနဲ့တစ်လုံးနီးကပ်စွာရှိနေတယ်လို့ရှိရင်ဒီပစ္စည်းကတိတ်တဲစာများပါတယ် atom တစ်လုံးနဲ့တစ်လုံးနည်းနည်းဝေးတယ်လို့ရှိရင်သူကတိတ်တဲစာအနေနဲ့နည်းပါတယ်atom ပေါ်မှာရှိတဲ့ electron တွေရဲ့ပမာဏနဲ့လည်းဆိုင်တော့ဆိုင်ပါတယ်အဲ့တော့ကျွန်တော်တို့တွေးကြည့်အောင်ကျွန်တော်ဒီလျှက်ကူးနိုင်တဲ့ပစ္စည်းတွေဟာအများသောဖြင့်ဥပမာ metal ပေါ့ဗျာသူတို့တွေဟာ electron တစ်ခုနဲ့တစ်ခုနီးကပ်စွာရှိနေတာဖြစ်လို့ကျွန်တော်တို့ကဘိုးလေးနည်းနည်းပေးလိုက်တာနဲ့ကျွန်တော်လျှက်ကူးနိုင်ပါတယ်ကျွန်တော်ဒီ insulator လို့ခေါ်တဲ့လျှက်ကပစ္စည်းတွေကတော့ကျွန်တော်တုံးတောင်လျှက်မကူးပါဘူးအဲ့အရာဝတ္ထုတွေကကြတော့သူကအတန်တွေတစ်လုံးနဲ့တစ်လုံးဝေးကွာစွာရှိနေတာမို့လို့ကျွန်တော်တို့လျှက်မကူးနိုင်ခြင်းဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာပေါ်မှာပြည့်ပြည့်စုံတဲ့ insulator မရှိဘူးလို့ကျွန်တော်တို့သင်ခဲ့ရပါတယ်ဘာလို့ဆိုလိုတာလဲဆိုတော့ဒီ electron တစ်လုံးနဲ့တစ်လုံးခုန်ကူးနိုင်မဲ့အားဥပမာ volt ပေါ့နော်220 volt နဲ့မရဘူးဆိုလို့ရှိရင်ဥပမာ11 volt ပေါ့နော်11 kilo volt ပေါ့11 kilo volt နဲ့မရဘူးဆို33 kilo volt ပေါ့33 kilo volt နဲ့မရဘူးဆိုဥပမာ60 66တော့132တော့ဥပမာ500 kilo volt တော့အဲ့လောက်ဟာတွေနဲ့ကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်ဒီလျှက်ကူးနိုင်ပါဒါဘူးသူတာပြောပြတာပါကျွန်တော်အဓိကပြောချင်တဲ့အကြောင်းကတော့ဒီ space လို့ခေါ်တဲ့အာကာသဓာတ်ဟာကျွန်တော်ဒီ atom တစ်လုံးနဲ့တစ်လုံးကြားမှာတည်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော် molecule လေးတွေတစ်ခုနဲ့တစ်ခုဥပမာ atom တစ်လုံးနဲ့တစ်လုံးဆိုတာ bond လို့ခေါ်တဲ့အရာလေးတွေနဲ့ကျွန်တော်တို့တွဲဆက်ထားတာဖြစ်ပါတယ်အဲ့ဒီတစ်ခုနဲ့တစ်ခုကြားလေးတွေမှာကျွန်တော်တို့ကြားလေးတွေပေါ့နော် space လို့ခေါ်ပါတယ်ဒါကိုကျွန်တော်တို့အာကာသဓာတ်လို့မျက်စိနဲ့မြင်အောင်ကြည့်လိုက်ပါအာကာသဓာတ်ဆိုတာမဟာဗုဒ္ဓဓာတ်ကြီးတွေကိုတစ်ခုနဲ့တစ်ခုပေါင်းစပ်မသွားအောင်ရှားထားပေးတဲ့အရာဖြစ်လို့သူ့ကိုရူပပရိစ္ဆေဒရုပ်လို့ခေါ်ပါတယ်အာကာသဓာတ်အကြောင်းကိုမြတ်စွာဘုရားဟာ
ရာဟုလောဝါဒတုတ်တန်ဓမ္မဝိဘင်္ဂတုတ်တန်နဲ့အဘိဓမ္မာတို့မှာအကျယ်တွင်ဟောပြထားပါတယ်ဒီလိုအကျယ်တွင်ဟောပြရတဲ့အကြောင်းအရာအာဂတတအကြောင်းကိုနားလည်လို့ရှိရင်ယုတ်ကလတ်တွေရဲ့တစ်ခုနဲ့တစ်ခုကိုဓာတ်ခွဲနိုင်ပြီးတော့ဒီပရမတ္တသဘောတရားတွေကိုသိရှိသွားပြီးတော့ဒီအနတ္တဉာဏ်ကိုရရှိပြီးကျွန်တော်တို့နိဗ္ဗာန်မဖို့ရနိုင်တာမို့လို့မြတ်စွာဘုရားဟောကြားခဲ့ခြင်းဖြစ်ပါတယ်ထပ်ပြီးနားလည်အောင်ပြောပြလို့ရှိရင်ဒီအာဂတဓာတ်ကဒီမဟာဗုဒ္ဓဓာတ်ကြီး၄ပါးတစ်ခုနဲ့တစ်ခုတိုးဝင်ပြီးပေါင်းစပ်နေပေမဲ့တစ်ခုနဲ့တစ်ခုပေါင်းစည်းမသွားအောင်ဒီအာဂတဓာတ်ကပိုင်းခြားပေးထားတာဖြစ်ပါတယ်ဥပမာကျွန်တော်ဒီဟိုက်ဒရိုဂျင်နှလုံးနဲ့အောက်ဆီဂျင်တစ်လုံးပေါင်းလိုက်လို့ရှိရင်ကျွန်တော်ရေဖြစ်လာပါတယ်ဟိုက်ဒရိုဂျင်အက်တမ်နှလုံးနဲ့အောက်ဆီဂျင်အက်တမ်တစ်လုံးကိုဘောင်းလေးတွေနဲ့တွဲဆက်ပြီးတော့ရေမော်လီကျူးလေးဖြစ်လာပေမဲ့ဒီမူလအက်တမ်တွေရဲ့ဂုဏ်သတ္တိပျောက်မသွားအောင်အာဂတဓာတ်ကပိုင်းခြားပေးထားဖြစ်ပါတယ်အဲ့တော့ဒီရေကိုကျွန်တော်ဓာတ်ပြန်ခွဲလိုက်လို့ရှိရင်ဟိုက်ဒရိုဂျင်အက်တမ်နှလုံးနဲ့အောက်ဆီဂျင်အက်တမ်တစ်လုံးပဲပြန်ရမှာပါအဲ့တော့ဒီပထဝီတေဇောအာဘောဝေယောဝါယောဆိုတဲ့ဓာတ်ကြီး၄ပါးဟာလည်းကျွန်တော်တစ်ခုနဲ့တစ်ခုတိုးဝင်တွဲဆက်ပြီးတော့အနည်းအများပေါ်မူတည်ပြီးပုံသဏ္ဍာန်အမျိုးမျိုးအယောင်သေးမျိုးမျိုးဖြစ်နေပေမဲ့အားလုံးကိုအသေးငယ်ဆုံးဓာတ်ပြန်ခွဲလိုက်လို့ရှိရင်ဒီပထဝီဓာတ်တေဇောဓာတ်အာဘောဓာတ်ဝါယောဓာတ်ဆိုပြီးတော့ပဲပြန်ရပါတယ်အဲ့တော့မြတ်စွာဘုရားကမဟာဗုဒ္ဓဓာတ်ကြီး၄ပါးဟာတစ်ခုနဲ့တစ်ခုတီးခြားရက်တည်မနေနိုင်မဲနဲ့အားလုံးပေါင်းစပ်ပြီးနေရတယ်လို့ဆိုပါတယ်ဒါပေမဲ့တစ်ခုတည်းတီးခြားခွဲထုတ်လိုက်ပြီဆိုလို့ရှိရင်မူလအတ္တတဘာဝကလည်းပြက်ပြဲသွားတယ်လို့ဆိုပါတယ်ဒါဘာနဲ့အလားတန်တူလဲဆိုလို့ရှိရင်ဥပမာဟိုက်ဒရိုဂျင်အက်တမ်တစ်လုံးမှာပရိုတွန်တစ်လုံးနျူထရွန်တစ်လုံးအီလက်ထရွန်တစ်လုံးရှိတယ်ဆိုပါလို့ဗျာအဲ့ဒီအက်တမ်မှာအီလက်ထရွန်တစ်ခုကိုဖယ်ထုတ်လိုက်မယ်ဒါမှမဟုတ်ပရိုတွန်ကိုဖယ်ထုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီဟိုက်ဒရိုဂျင်အက်တမ်ဟာပြက်ပြဲသွားမှာဖြစ်ပါတယ်အတွင်းမှာပရိုတွန်နဲ့နျူထရွန်နဲ့ပေါင်းစပ်ပြီးတော့အီလက်ထရွန်ဟာဒီပရိုတွန်ရဲ့အပုံတစ်ထောင်ပုံတစ်ပုံလောက်ပဲရှိပါတယ်ပရိုတွန်ဟာအဖိုဓာတ်ကိုဆောင်းပြီးတော့အီလက်ထရွန်ဟာအမတ်ဓာတ်ကိုဆောင်းပါတယ်မျိုးမတူတဲ့အဖိုနဲ့အမတစ်ခုနဲ့တစ်ခုဆွဲငင်ပြီးတော့အီလက်ထရွန်ဟာသူ့ရဲ့ပတ်လင်းပေါ်မှာတည်ငြိမ်စွာပဲလှည့်ပတ်နေပါတယ်ဒါပေမဲ့လို့ရူပပရိစေတရုပ်လို့ခေါ်တဲ့အာဂတဓာတ်ကတော့အီလက်ထရွန်နဲ့ပရိုတွန်ကိုပေါင်းစည်းမသွားအောင်ပိုင်းခြားပေးထားပါတယ်နောက်တစ်ခုကမဟာဗုဒ္ဓဓာတ်ကြီး၄ပါးတစ်ဆင့်ပေါက်ဖွာလာပြီးအယောင်တင်မှုဓာတ်တစ်မျိုးဖြစ်တဲ့နှလုံးလို့ခေါ်တဲ့ဟေဒယာဟာအသက်ရှင်မှုဓာတ်ကိုပေးစွမ်းပါတယ်လူတစ်ယောက်မှာရုပ်နဲ့နာမ်နဲ့ဆိုပြီးနှစ်မျိုးရှိပြီးတော့ဒီရုပ်တရားကြီးကတော့ကျွန်တော်မြင်သားပေမဲ့ဒီနာမ်တရားကတော့ဘယ်နေရာမှာရှိတယ်လဲဆိုလို့ရှိရင်ဒီနှလုံးရဲ့အတွင်းပိုင်းမှာရှိရလို့ဆိုပါတယ်နှလုံးဆိုတာဟောလို့မှာဆဲဖြစ်ပြီးတော့ကျွန်တော်သွေးတွေကိုအာထရီတို့ဘိန်းတို့ဥမာသွေးပြန်ကြောတို့သွေးလွှတ်ကြောတို့နဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုကျွန်တော်တို့ဒီအောက်ဆီဂျင်တွေပို့ပေးပါတယ်အသက်ရှင်မှုဓာတ်ဟာသွေးနဲ့အတူလှည့်ပတ်နေပေမဲ့လို့ဒီကျွန်တော်တို့ဒီနှလုံးလှိုင်ခေါင်းထဲမှာပဲတည်ရှိနေပါတယ်နှလုံးလှိုင်ခေါင်းရဲ့ဒီလက်တခွန်းလို့ခေါ်တဲ့ဒီလက်ဖွားပေါ်မှာတင်လိုက်လို့ရှိရင်တင်နေတဲ့ပမာဏလောက်ကလေးမှာပဲတည်မီနေတယ်လို့ဆိုပါတယ်အဲ့တော့လူရဲ့နာမ်ခန္ဓာဖြစ်တဲ့စိတ်ခံစားမှုတွေအကုန်လုံးဟာနှလုံးနဲ့သက်ဆိုင်ပြီးတော့ကျွန်တော်ရဲ့ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုထိန်းချုပ်နေတဲ့အုံနောက်ကတော့ကျွန်တော်ဒီ Central Processing Unit နဲ့တူပါတယ်သူကကြတော့ထိန်းချုပ်မယ်ဒီမှတ်ဉာဏ်တွေကိုတင်စီထားပေးမယ်သူကအဲ့လိုပဲအလုပ်လုပ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတင်ရှာပု္ပ္ပစာတွေတွက်လို့ဒါမှမဟုတ်လို့ရှိရင်စဉ်းစားစရာတွေများလို့ရှိရင်ကျွန်တော်တို့ကဒီအုံနောက်ကိုရှိရခေါင်းကိုကုပ်ပြီးတော့ကျွန်တော်ဒီစိတ်ခံစားမှုများလို့ရှိရင်တော့နှလုံးနေရာကိုလက်လေးနဲ့ဖိပြီးနှလုံးတွေနာတတ်ပါတယ်အဲ့တော့ဘာကိုပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအုံနောက်ကခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုထိန်းချုပ်ပေမဲ့ဒီနံတရားအတွက်ဆိုလို့ရှိရင်တော့နှလုံးကထိန်းချုပ်ပါတယ်အဲ့တော့စိတ်ဟာနှလုံးမှာပဲရှိတဲ့အတွက်ကြောင့်မြန်မာစကားပုံမှာစိတ်ကောင်းနှလုံးကောင်းလေးထားပါလို့ပြောရှင်းဖြစ်ပါတယ်စိတ်ခံစားမှုတွေအများများလို့တောကပရိဒေဝတွေမီးတွေတောက်လောင်တဲ့အချိန်မှာနှလုံးကဟတ်တက်ဖြစ်ပြီးတော့ကျွန်တော်ရှော့ရပြီးတော့တည်ဆုံးသွားတတ်ပါတယ်အဲ့တော့မြန်မာစကားပုံမှာစိတ်ထောင်းလို့ကိုကြီးဆိုတာစိတ်ဓာတ်တန်မြုပ်တက္ကနဲ့ဓမ္မနံတန်သမုဋ္ဌာနာနိစ္စရူပနံဆိုတဲ့သဘောတရားကိုမြင်သာအောင်ပြနေတဲ့စကားပုံလေးတစ်ခုပဲဖြစ်ပါတယ်
အဲ့တော့နှလုံးနဲ့ပတ်သက်ပြီးအချုပ်ဆိုရလို့ရှိရင်နှလုံးဟာရုပ်တရားတစ်ခုဖြစ်ပြီးတော့ကောင်းတဲ့စိတ်ရောမကောင်းတဲ့စိတ်ရောကိုနာခန္ဓာစီကိုပို့ပေးရတဲ့တောင်းဝန်ကိုသူကယူပါတယ်